နော်မိတ်ဆွေများကိုကျမအနေနဲ့ခုတစ်ခါဥပဒေဘုသူတော်ဝင်ပြပေးသွားမယ်အကြောင်းအရာကတော့နော်လေများကွာရှင်းပြီးတဲ့နောက်ပိုင်းမှာနော်တာသမီထိန်းသိမ်းစောင့်ရှောက်ရဘလို့လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဥပဒေဘုသူတော်ဝင်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလေများကွာရှင်းတဲ့အခါမှာတဲ့နော်တာသမီထိန်းသိမ်းဖို့အတွက်မိဘတို့ကကိုစီစီချင်းတို့စီစဉ်လို့ရတယ်တဲ့နော်မိဘတွေရဲ့စီမံတာကိုတာသမီတွေကလိုက်နာရမယ်တဲ့နော်မတ်တေဦးနဲ့မမတန်းနော်ရန်ကုန်359ဒါစီရင်ထုံးလေနော်အပြစ်မဲ့လင်းဒါမှမဟုတ်မရဟာတဲ့နော်ခလေးရဲ့အုပ်ထိန်မှုကိုရလိုက်ပါတယ်တဲ့ဒါပေမဲ့အပြစ်မဲ့တဲ့သူကဒါခလေးအုပ်ထိန်ခွင့်ရှိတယ်လို့နော်ပုံသေးတော့တတ်မှတ်လို့မရဘူးတဲ့နော်အပြစ်မဲ့တဲ့သူကတော့ခလေးအုပ်ထိန်ခွင့်ကိုရလိုက်တယ်နော်ပြန်လျှောက်မယ်ဆိုလို့ရှိရင်တရားရုံးမှာပြန်လျှောက်မယ်ဆိုဒါပေမဲ့အပြစ်မဲ့တော့လူကြီးပဲရလိုက်တယ်လို့တော့ပုံသေးတတ်မှတ်လို့မရဘူးတဲ့နော်ခလေးရဲ့ကောင်းရကောင်းကျိုးကိုပဲကြည့်ပြီးတော့ဆုံးဖြတ်ရမယ်တဲ့နော်နော် Miss ပေါ်ကျော်နဲ့ဦးကျော်1969မတ်တာစာ149ဒါလည်းစီရင်ထုံးလေးပဲနော်ပြီးခင်ဖြစ်သူကအကျဉ်းစာရိတ္တပြပြနေတယ်လို့လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲနဲ့နော်စင်းရဲတဲ့အကြောင်းတစ်ခုတည်းနဲ့တော့တာသမီအုပ်ထိန်ခွင့်မဆုံးရှုံးဘူးတဲ့နော်မိခင်နဲ့ဖခင်တာသမီအုပ်ထိန်ခွင့်ပြန်ပြီးတော့တရားရုံးမှာလျှောက်တယ်ပေါ့လေလျှောက်တဲ့အခါမှာဖခင်ကတော့ချမ်းသာတယ်မိခင်ကတော့စင်းရဲတယ်နော်အဲ့ပေမဲ့လို့နော်စင်းရဲတယ်နော်ဆိုတဲ့အကြောင်းပြချက်နဲ့နော်တော့တာသမီအုပ်ထိန်ခွင့်မဆုံးရှုံးဘူးတဲ့နော်ဒေါခင်ရီနဲ့ဦးထွန်းအောင်1969မတ်တာစာ205ထားတဲ့စီရင်ထုံးလေးနော်မိခင်ဟာတဲ့အကျဉ်းစာရိတ္တပြပြနေသူဖြစ်လို့ရှိရင်တော့ဖခင်ကအုပ်ထိန်ခွင့်ရတယ်တဲ့နော်မိခင်ကအကျဉ်းစာရိတ္တပြပြနေမယ်ဆိုလို့ရှိရင်နော်ခလေးကနော်ရှေ့လျှောက်ပြီးတော့ကောင်းမှမဟုတ်တဲ့အတွက်ခလေးရဲ့ဘဝကောင်းလောင်မဟုတ်တဲ့အတွက်ဖခွင့်ရပဲအုပ်ထိန်ခွင့်ရမယ်တဲ့နော်မထေးပါနှင်းနဲ့ကိုမြဆို1996မတ်တာစာတရားမအထွေထွေယူခံမှုအမှတ်31ဒါမန္တလေးပေါ့နော်ဒါစီရင်ထုံးလေးနော်အဲ့တော့လေမြကွာရှင်းပြီးတဲ့နောက်မှာတာသမီထိန်းသိမ်းဆောက်ရှောက်ခွင့်ကိုညင်းကုန်ကြရင်အုတ်ထိန်သူနဲ့နော်အုတ်ထိန်သူနဲ့အုတ်ထိန်ခံရသူများဥပဒေရတရားရုံးကနေပြီးတော့ဆုံးဖြတ်တယ်နော်တရားရုံးမှာနော်